ညဘက်မောင်မင်းနေတဲ့တောင်နယ်ကြီးထဲမှာအပင်လေးတွေကသူ့ဘာသာသူလင်းနေတယ်ဆိုတာမျိုးစစ်ကူးတဲ့မြင်အောင်ကြည့်လိုက်ပါဦး။ဒီနေ့တော့လေကျွန်တော်တို့မြန်မာနိုင်ငံရဲ့ချင်းပြည်နယ်အဲ့ဒီကတောင်တန်းကြီးရှိကိုစိတ်ဝင်စားစရာတပ်ပံခရီးတစ်ခုထွက်ကြမယ်။တဘာဝတရားကြီးကဖွက်ထားတဲ့အလင်းရောင်ရဲ့လျှို့ဝှက်ချက်ကိုအတူတူလိုက်ရှာကြည့်ကြတာပေါ့။ဒီစာသားလေးကတူရီတီတီရဲ့ခန်းစားချက်ကိုတိုက်ရိုက်ဖော်ပြထားတာပါ။မြို့ရဲဆိုင်နေတဲ့တောင်ပေါ်မှာအဲ့လိုမှိန်ပပက်အလင်းရောင်လေးတွေကိုလိုက်ရှာရတဲ့ခီးတကယ်ကိုစိတ်လှုပ်ရှားစရာကောင်းမှာပဲနော်။ဒီမြင်ကွင်းကပဲအရာအလုံးရဲ့အစပေါ့။ဟုတ်ပြီ။အဲ့ဒီကမေကောင်းကတာပဲ။ဘာလို့ဒီပင်နေတာလင်းနေရတာလဲ။ပြီးတော့အဲ့ဒီအလင်းရောင်ကဘာကိုပြောပြချင်နေတာလဲ။ဒါကတိကျင်စိတ်သက်မေးတာမျိုးမဟုတ်ဘူးဗျာ။ဘာလို့လဲဆိုတော့အဲ့ဒီအလင်းရောင်ရဲ့အဖြေထဲမှာဒီပင်တွေလက်စီးဖက်ဝင်တန်ဖိုးကိုဘလို့ရှာဖွေမလဲဆိုတော့တဲလွန်စတွေအများကြီးရှိနေလို့ပါပဲ။ကဲအတူတူအဖြေရှာကြည့်ကြအောင်လေ။ကဲပထမဆုံးအနေနဲ့ဒီအလင်းထွက်တဲ့တောင်တန်းဒေသတွေအကြောင်းဒီထူးခြားတဲ့သဘာဝဖြစ်စဉ်ကြောင့်ကိုအရင်ဆုံးလေ့လာကြည့်ကြရအောင်ဟုတ်ပါတယ်ဒါကပုံမြင်မဟုတ်ပါဘူးတကယ်ကိုမြန်မာနိုင်ငံချင်းပြည်နယ်ရဲ့လူအယောက်အပေါက်နဲတဲ့တောင်တန်းလီပေါ်မှာညဘက်အမောင်ထုကိုသူ့အလင်းရောင်လေးနဲ့ထိုးဖောက်နေတဲ့အပင်ဒီတကယ်ကိုရှိနေတာပါတော်တော်လေးကိုစမ်းကြဲတဲ့သဘာဝတရားရဲ့လက်ရာတစ်ခုပဲဒီလေလာမှုမှာတကယ်စိတ်ဝင်စားစရာကောင်းတာကဒါပဲရွှေလူကြီးရဲ့လက်ဆင့်ကမ်းလာတဲ့ရိုးရွားအသိပညာနဲ့မမောက်ခေသိပ္ပံပညာအဲ့ဒီကဘာနှစ်ခုကိုတရားထိုးပေးလိုက်တာပါပဲဒီတော့ပေါင်းဆက်လိုက်တော့မှအရင်ကမမြင်ခဲ့တဲ့ရှုထောင့်အသစ်တွေကိုတွေ့လာရတယ်ဒီလိုလေးမြင်ကြည့်ရအောင်တစ်ဖက်မှာကမျိုးဆက်ပေါင်းများစွာကလေးကဒီအပင်တွေနဲ့နှိထိုင်လာတဲ့ဒီသားခံတွေရဲ့အတွေ့အကြုံသိပညာတွေဘယ်ပင်ကဘာအတွက်ကောင်းတယ်ဆိုတာသူတို့ကလက်တွေ့တည်တယ်နောက်တစ်ဖက်မှာကျတော့အရာအလုံးကို molecule အဆင့်အထိအတိစိတ်ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ခိမီတက်ခွဲခန်းတွေအဲ့ဒီနှစ်ခုကိုပေါင်းဆက်လိုက်တော့မှပုံစံပြည့်စုံကိုမြင်ခွင့်ရခဲ့တာဟုတ်တယ်အဓိကအဲ့ဒီပေါင်းဆက်ခြင်းမှာပဲတခုတည်းနဲ့ဆိုရင်ဒီအဖြေကိုရဖို့မလွယ်ဘူးဒေတာခန်တဲ့ပြောစကားနဲ့တက်ခွဲခန်းကအဖြေတွေထပ်တူကြသွားရဲ့ချိန်မှာအဲ့ဒီမှာပဲဒီလူ့ဝက်ချက်ရဲ့တကားကပွင့်သွားတော့ဒါကရိုးရအတိပညာနဲ့ခေတ်သစ်တိပံကတခုနဲ့တခုဘလို့အားဖြစ်နိုင်တယ်ဆိုတာကိုပြတဲ့အကောင်းဆုံးဥမာတစ်ခုပါပဲကဲဒါဆိုရင်တိပံပညာဘက်ကိုနည်းနည်းလေးဝင်ကြည့်ကြရအောင်ဒီအပင်တွေကဘလို့လုတ်ပြီးတဘာဝရဲ့မီတီလုံးလေးတွေလိုလင်းနေကြတာလေအဖြေကတော့ဓာတုဗေဒပညာရဲ့အထက်မှာရှိနေပါတယ်ဒီလိုတက်ရှိတွေကအလင်းရောင်ထုတ်တဲ့ဖြစ်စဉ်ကိုတိပံပညာမှာ bioluminescence လို့ခေါ်ကြတယ်ဥပမာပိုးစုံကျူးလေးတွေလင်းတာတို့ပင်လယ်ရေနက်ထဲကငါးတွေမီးလုံးကြီးတွေလိုလင်းနေတာတို့ပေါ့အခြေခံကတော့အတူတူပါပဲသူတို့ခန္ဓာကိုယ်ထဲမှာဖြစ်တဲ့ဓာတုတက်ဖြူမှုတစ်ခုကနေအလင်းရောင်ထွက်လာတာပါဒီအပင်းလင်းရောင်ဘယ်လိုဖြစ်လာလဲဆိုတာကိုရိုးရိုးလေးအဆင့်3ဆင့်နဲ့ကြည့်ကြရအောင်နံပါတ်1အပင်ကတောင်ပေါ်မြေစီလွာထဲကနေတိုးတဲ့လိုအပ်တဲ့အာဟာရဓာတ်တချို့ကိုစုပ်ယူလိုက်တယ်နံပါတ်2အဲ့ဒီအာဟာရတွေကအပင်ရဲ့ကိုယ်ထဲမှာဓာတုတက်ဖြူမှုတစ်ခုကိုစတင်လိုက်တယ်နံပါတ်3အဲ့ဒီတက်ဖြူမှုကနေစွမ်းအင်တွေထွက်လာပြီးအေးဆက်ဆက်အလင်းရောင်အဖြစ်ပြောင်းလဲသွားတော့တာပါပဲရိုးရှင်ပါရင်နော်ကဲအခုရောက်လာတာကတော့ဒီလေးလာမှုတစ်ခုလုံးရဲ့အဓိကအချက်ချအရေးကြီးဆုံးတွေးရှိချက်ပါပဲဒီအလင်းရောင်ကရဖက်မှာလှပနေုံတက်တက်ပဲလားဒါမှမဟုတ်သူ့နှုတ်ကွယ်မှာပိုပြီးနဲ့တဲ့အဓိပ္ပာယ်တစ်ခုခုများဖတ်ထားသေးလားဒီတုတဒေသနာကင်းနဲ့အန်အိုစရာကောင်းတဲ့တိုက်ရိုက်ဆက်ဆက်မှုတစ်ခုကိုဖော်ထုတ်နိုင်ခဲ့တယ်အဲ့ဒါကဘာလဲဆိုတော့အပင်ကတ်ထက်တဲ့အလင်းရောင်ရဲ့တပ်ပမှုကသူ့မှာပါတဲ့ဆေးဖက်ဝင်အစွမ်းတက်တီဘလောက်ရှိတယ်လဲဆိုတာကိုတိုက်ရိုက်ညွှန်ပြနေတယ်ဆိုတာပါပဲဒီဆရာလေးကိုကြည့်လိုက်ရင်ရှင်းရှင်းလင်းလင်းတွေ့ရပါလိမ့်မယ်။အလင်းရောင်ကမိန်နေရင်ဆေးဖက်ဝင်ချက်ပေါင်းနည်းနည်းပဲပါတယ်။အလင်းရောင်ကပိုတောက်ပလာလေဆေးဖက်ဝင်ချက်ပေါင်းတွေပိုများလာလေပဲ။ဆိုလိုတော့နောက်တစ်ချိန်မှာဆေးပင်ကပင်ရဲ့အာနိသင်ကိုသိချင်ရင်သူ့ရဲ့အလင်းရောင်ကိုတိုင်းတာချီအောင်နဲ့တင်အလွယ်တကူသိနိုင်မယ်အလားအလာရှိလာပြီပေါ့။ဒါကြောင့်မို့လို့ဒီလေးလာမှုတစ်ခုလုံးကိုအလွယ်ဆုံးမှတ်ချင်ရင်တော့ဒီညီမြချင်းလေးကိုပဲမှတ်ထားလိုက်ပါ။အလင်းရောင်ဟာဆေးဖက်ဝင်အာနိသင်နဲ့ညီမြတယ်ပိုပြီးတော့ပါလီစေဆွမ်းကပိုပြီးထက်မြက်လေးပါပဲကဲဒီလေးလာမှုခရီးစဉ်ကြီးပြီးတော့တဘာဝတရားစီကနေဘယ်လိုလျှို့ဝှက်ချက်တွေကိုသိခွင့်ရခဲ့တယ်လဲဆိုတာအချင်းချုပ်ပြန်ကြည့်ကြရအောင်အဓိကအချက်တွေကိုပြန်ချုံရရင်1ချင်းတောင်တန်းဒီမှာသူ့ဘာသာသူအလင်းရောင်ထွက်တဲ့အပင်ဒီတကယ်ရှိတယ်2အဲ့ဒီအလင်းရောင်ကမြေကြီးထဲကအာဟာရထက်တီကြောင့်ဖြစ်တဲ့ဓာတုထက်ဖြူမှုကနေလာတာ3ယူရဘဟုတူတာလေခေတ်တစ်ပံဖြင်းကာကိုပေါင်းဆက်လိုက်လို့ဒီရွှဝက်ချက်ကိုတည်လာရတာပြီးတော့အရေးကြီးဆုံးအချက်၄အလင်းရောင်တောက်ပေါက်မှုကအပင်ရဲ့ဆေးစွမ်းထင်မြတ်မှုကိုတားရိုက်ပြလိတဲ့ဆိုတာပါပဲဒီလိုတွေးရှိမှုမျိုးကစဉ်းစားစရာတစ်ခုကိုငွေထုတ်ဖေးလိုက်တယ်လို့ပါပဲတဘာဝလောကရည်ထဲမှာလေခုလိုမျိုးဖုံးကွယ်နေပြီးတော့ကျွန်တော်တို့သွားရောက်ရှာဖွေတွေးရှိဖို့ကိုစောင့်နေတဲ့တခြားဘလို့လျှို့ဝှက်ချက်တွေအများကြီးကြံ့နေသေးမလဲ